မျိုးပေါ်ကအစွန်အဖျားရက်ွက်တစ်ခုမှာအသက်80ခန့်အရွယ်ရှိတဲ့အဖိုးအိုနဲ့အဖွားအိုတို့ဇနီးမောင်နှံ2ဦးအတူနေထိုင်ခဲ့ကြတယ်။ဒါတော့သမီးကလည်းမထွန်းကားကြဘူး။အဖိုးအိုနဲ့အဖွားအိုတို့ဟာဝန်းကျင်နဲ့လဲသိပ်ပြီးတော့ရောရောနှောနှောဆက်ဆက်ဆာဆာမရှိကြပါဘူး။ဒီနေ့ခေတ်လူငယ်တွေကိုလည်းသူတို့အမြင်မှာမကြည်လင်ခဲ့ဘူးပေါ့။သူတို့အမြင်မှာခေတ်လူငယ်တွေဟာမယဉ်ကျေးသူတွေလူဆိုးလေးတွေလို့ပဲမြင်နေခဲ့ကြတယ်။သူတို့ဟာဒေါ်မေရှင်တို့မောင်မောင်ညွန့်တို့တချင်းတွေနဲ့ရင်းနှီးပြီးတော့ကြီးပြင်းလာသူတွေဆိုတော့ဒီနေ့ခေတ်ဟေဟောတချင်းတွေဒုံဒုံဝမ်းဝမ်းတချင်းတွေကိုမနှစ်သက်ကြဘူး။နားမထောင်တတ်ကြဘူး။တချင်းတွေကိုမှမနှစ်သက်တာနားမထောင်တတ်တာမဟုတ်ဘူး။အဲ့ဒီတချင်းတွေကိုနားထောင်နေတဲ့လူငယ်တွေကိုလည်းကြည်ရသူတွေမဟုတ်ပါဘူး။မယဉ်ကျေးတဲ့စိတ်ဓာတ်ရှိသူတွေလို့အတိတရားမရှိသူတွေလို့မြင်ကြတယ်။အဖွားဖြစ်သူကလည်းဘိစပတ်စံတုံးနဲ့ရင်ပုံးအင်ကြီးခေတ်ကအဖွားဆိုတော့ယနေ့ခေတ်လေဟိုက်ရင်ဟိုက်ဟိုးပေါ်ဒီဖို့အတူအပြတ်ဝတ်သူလူငယ်တွေကိုလည်းကြည့်မရပြန်ဘူးအရှက်မဲ့သိခါမဲ့လူအသိစိတ်မရှိသူများစိတ်ရိုင်းရှိသူလူငယ်များလို့သာမြင်နေတယ်ဒါကြောင့်လူငယ်တွေဆိုကြည်ကိုမရဘူးသိပြီးလဲဆက်ဆက်ဆန်ဆန်ပေါင်းပေါင်းတင်းတင်းမလုပ်ပါဘူးတကိုယ်လုံးဆေးမိန်ကြောင်တွေနဲ့ငကွန်းတွေနဲ့ရှုပ်ပွားနေတဲ့လူငယ်တွေကိုသူတို့ကြည့်မရဘူးကြည်ပြင်းလာတဲ့ခေတ်ကာလချင်းမတူတာကိုတော့သူတို့သတိမထားမိဘူးပေါ့သူတို့သိတာကဒီနေ့ခေတ်လူငယ်တွေမယဉ်ကျေးဘူးအတိမရှိကြဘူးရိုင်းဆိုင်ကြတယ်လူစိတ်လူသိမရှိကြတော့ဘူးလို့ပဲထင်ပြီးတော့လူငယ်တွေနဲ့ရင်းရင်းနှီးနှီးမဆက်ဆံဘူးခက်တန်းနှမ်းမဲ့နေကြတယ်ဒီနေ့အဖိုးအဖွားတို့နေတဲ့အိမ်မှာဖျားမီးပူဇော်ရာကနေမီးလန့်နေအဖိုးဟာမီးကိုအသေးအတန်ညှိမ့်တန်နေရတယ်လို့အဖွားကလည်းကတင်မော်ကပြာကြီးပြာရာဆင်းရကနေပြီးတော့ခြေချောကြလို့ခြေတော်ရောလေရောကျိုးသွားတယ်အဲ့ဒီအချိန်မှာဝန်းကျင်ကတက်တူးဘလဘွားနဲ့ဆပင်နီကြောင်ကြားလူငယ်တွေဟာဝိုင်းဝန်းရောက်လာပြီးတော့မီးတွေဝိုင်းငိမ့်ပေးသူကပြေးကြတယ်တချို့ကလည်းအိမ်ထဲကပစ္စည်းတွေတေကြတယ်တချို့ကလည်းရေသေးသူကရေသေးမီးတွေကိုရေနဲ့ပက်သူကပက်လူငယ်တွေအာချိုးမှန်တဲ့လားကူကြတာကိုအဖိုးကနေပြီးတော့မက်မက်ကြီးကြည်နေမိတော့တယ်တချို့လူငယ်တွေကအဖွားကိုထမ်းပြီးတော့ဆေးကန်းကိုမပြေးကြတယ်ညီညာညာနဲ့တယောက်တလက်မိကိုဝိုင်းငိမ့်တတ်နေသူတွေလူငယ်တွေလူစိတ်မရှိဘူးလို့အဖိုးမြင်နေတဲ့လူငယ်တွေဆပင်တွေနီကြောင်ကြားနဲ့လူငယ်တွေတကိုယ်လုံးဆေးမင်ကြောင်နဲ့လူငယ်တွေအဖွားကိုဝိုင်းမပြီးဆေးကန်းကိုထမ်းပြေးကြသူတွေကလည်းငကွန်းတွေနဲ့ငကတ်တွေနဲ့လူငယ်တွေလေဟိုက်အတူပြတ်တွေနဲ့လူငယ်မတွေဖြစ်နေတာကိုအဖိုးရောအဖွားဝါမျက်လုံးအဝိုင်းသားနဲ့အံ့ဩမှုတွေနဲ့အတူကြည်နေမိတယ်အဲ့ဒီလူငယ်တွေရဲ့အာချိုးမှန်တဲ့ကူညီမှုတွေကြောင့်ပဲမိကလည်းဆိုးဆိုးဝါးဝါမဖြစ်လိုက်ရပဲငိမ့်သွားခဲ့တယ်လို့အဖွားဖြစ်သူလည်းဆေးကန်းကိုချက်ချင်းအရောက်စောခဲ့လို့ဆိုးဆိုးဝါးဝါကြီးမဖြစ်လိုက်တော့ဘူးပေါ့မိတွေငိမ့်သွားလို့အဖွားလည်းဆေးကန်းကပြန်ရောက်လာတဲ့အချိန်မှာတော့လူငယ်တွေဟာဟေးဟောတချင်းလေးတွေနားထောင်ပြီးတော့ဟေးဟေးဟာဟာဝေးဝေးဝါးဝါနဲ့ပြန်သွားကြတယ်အဲ့ဒီအခါမှာပဲအဖိုးကြီးကအဖွားကြီးရေငါတို့အမြင်တွေမှားသွားပြီကွယ်ဒူဒူကွမ်းကွမ်းဟေးဟောတချင်းတွေနားထောင်ပြီးတော့ဂိမ်းတွေပဲဆော့ပြီးလက်ကြောမတင်တဲ့လူငယ်တူတူနတ်နတ်နဲ့ယူသည်ယာမှလေးစားယာမှမသိတဲ့လူငယ်တွေအဲ့ဒါလို့တို့ထင်းမြင်းနေတဲ့လူငယ်တွေကခုတို့အဖိုးကြီးအဖွားကြီးတွေကိုလူသားစိတ်အပြည့်နဲ့လာရောက်လောက်ကင်သွားကြတာမြင်ရတော့ငါကိုငါတောင်ရှက်မိပြီကွာတို့ခေတ်ကဒေါ်မေရှင်သချင်းတွေကြားခဲ့ရလို့ဒေါ်မေရှင်သချင်းတွေကိုကြိုက်ကြသလိုသူတို့ခေတ်မှာလဲဟေ့ဟောသချင်းတွေပဲကြားနေရတော့ဟေ့ဟောသချင်းတွေပဲကြိုက်ကြမှာပေါ့ပေါင်မာထိုးခွန်းထိုးတဲ့ခေတ်မှာလူဖြစ်ခဲ့လို့ပေါင်မာထိုးခွန်းတွေထိုးခဲ့ကြသလိုတက်တူးတွေထိုးတဲ့ခေတ်မှာလူတွေဖြစ်ကြလို့လူငယ်တွေတက်တူးထိုးတာလဲသူတို့ရဲ့စိတ်တွေကိုပျက်စီးနေသူတွေလို့ဘယ်မြင်ရမလဲဘယ်မှတ်ရမလဲအဖွားကြီးတကယ်တော့အဖွားကြီးရဲ့အဝတ်အစားတွေဆပင်အတူအရှိတွေဆိတ်တက်တူးတွေဆိုတာခေတ်ကာလအလျောက်ပြောင်းလဲနေကြမှာပဲကွဒီပြောင်းလဲနေမှုကိုလက်မခံနိုင်ဘူးဆိုရင်တော့တို့လူကြီးတွေနဲ့လူငယ်တွေကြားအဆင်မပြေမှုတွေပဋိပက္ခတရားတွေကြီးထွားနေမှာပဲဖွားကြီးရဲ့မိဘနဲ့သားသမီးတွေရဲ့ကြားကခေတ်ကာလတောင်တူညီကြတာမဟုတ်ဘူးအဖိုးဖွားတွေနဲ့သားမြင့်မြင့်တွေရဲ့ခေတ်ကာလဆို
အလွန်ဝေးသွားပြီပေါ့ကွာခေတ်ကာလမတူတာချင်းနဲ့အတူသွားလာနေထိုင်စားတော့ဝစားဆင်မှုတွေမတူတာနဲ့လူကိုလူလို့မမြင်နိုင်လက်မခံနိုင်ကြရင်တော့လူကြီးနဲ့လူငယ်တွေကြားငြိမ်းချမ်းမှုတွေဝေးကွာနေကြအောင်မှာပဲဖွာကြီးရဲ့ခုတော့လူငယ်တွေဘာမှပြောမသွားကြပြီမဲ့ငါနာမှာတော့အတန်ကြီးကြားနေရတယ်လို့ပဲဖွာကြီးရဲ့ကျွန်တော်တို့ဟာလဲလူတွေကလူတွေပါကျွန်တော်တို့ဟာလဲလူနှလုံးသားနဲ့လူတွေပါကျွန်တော်တို့ဟာလဲလူစိတ်တွေရှိနေတဲ့လူငယ်တွေပါလို့ပြောနေကြသလိုငါခံစားရတယ်ဖွာကြီးရဲ့အဲ့ဒါလို့အတန်ကြီးငါနာမှာကြားနေရတဲ့အဖွာကြီးရေလို့ပြောနေရှာတယ်ဒီအကြောင်းအရာလေးကိုနားထောင်ပြီးတော့အားလုံးလူကြီးနဲ့လူငယ်တွေကြားမျှတတဲ့အမြင်မှန်ကန်တဲ့အသိဉာဏ်တိုးပွားပြီးတော့မိသားစုတွေကြားမှာပါပျော်ရွှင်ငြိမ်းချမ်းတဲ့လူသားကဘာလေးတည်ဆောက်နိုင်ကြပါစေလို့ဆန္ဒပြုရင်းပဲညီကုန်းချုပ်လိုက်ပါတယ်